ကျွန်တော်တို့နေတိုင်းလိုစားနေကြတာမဟင်းရတစ်မျိုးမှလေထင်မထားတဲ့စွမ်းအားတွေကျမကြီးလုံဝက်ချက်တီအများကြီးရှိနေတဲ့ဆိုရင်ယုံနိုင်မလားဟုတ်တယ်ဒီတစ်ခေါက်မှအဲ့ဒီအကြောင်းကိုပဲပြောပြသွားမှာပါ ကဲမင်းဝန်တစ်ခုနဲ့စလိုက်ရအောင်ဒီအရွက်စိမ့်လေးတစ်မျိုးတည်းနဲ့ကဘာပေါ်ကကြီးမားတဲ့ကျမကြီးပြဿနာကြီးတစ်ခုကိုဖြေရှင်းပေးနိုင်ပါမလား အဲ့ဒီပြဿနာကဘာလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒါကတော်တော်များများတိမထားမိပဲဖြစ်နေတဲ့ကျမ်းမာရေးအချက်ဒီတစ်ခုပါပဲ 29တဲ့ကျမဒီကိန်းခနန်းကဘာကိုပြောနေတာလဲဆိုတော့2023ခုနှစ်စစ်တမ်းအရအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ကိုဝန်ဆောင်မိခင်၄ယောက်မှာတယောက်ကျော်ဟာသွေးအားနည်းယောဂကိုခံစားနေရတယ်ဆိုတာပါပဲ သွေးအားနည်းယောဂကအနီးမီးယာပေါ့ဒါကဘာလဲဆိုတော့လေခနာကိုယ်ထဲမှာအောက်ဆီဂျင်တဲပေးဖို့သွေးနီဦးတွေဒါမှမဟုတ်ဟီမိုဂလိုဘင်တွေအလုံးအလောက်မရှိတော့တဲ့အခြေအနေကိုပြောတာပါနားထောင်ကြည့်တော့ယူရှင်းတယ်လို့ထင်ရပေမဲ့ဒီပြဿနာကကဘာပေါ်မှာလူပေါင်းတန်းနဲ့ချီပြီးတော့ရင်ဆိုင်နေရတဲ့ပြဿနာကြီးတစ်ခုဖြစ်နေပါတယ် တန်းနဲ့ချီတယ်ဆိုတာဘယ်လောက်တောင်လဲဆိုရင်ကြည့်လိုက်ပါတန်းနူထောင်ကျော်ဟုတ်ပါတယ်ကဘာပေါ်မှာလူဦးရေတန်းနူထောင်ကျော်ကတန်းနဲ့ချို့နေတယ်အဓိကကတော့အဲ့ဒီကနေတစ်ဆင့်သွေးအားနဲ့ယောဂဖြစ်လာကြတာပါဒါဟာတကယ်ကိုအေယာမဖိတိကြားမကြီးစင်ခေါမှုကြီးတစ်ခုပါပဲ ဟုတ်ပြီပြဿနာကိုတော့သိသွားပြီဒါဆိုအဖြေရတော့အခုကျွန်တော်တို့ရဲ့ဒီဇလန်ထဲကအဓိကဆက်ကောင်အဖြေလှစ်လာနိုင်မဲ့အရွယ်စင်းလေးအချောင်းကိုဆက်ပြီးလေ့လာကြည့်ရအောင် ဒါကတော့အားလုံးနဲ့ယဉ်နေပြီးသားချက်မှာပါကန်ဆုံရက်ပါအရှက်တောင်အားရှမှာတော့နေရာတိုင်းလောမှာအလဲတကူရှာလို့ရတဲ့ဟင်းရက်တစ်မျိုးပေါ့ဒါပေမဲ့သူ့မှာဘလို့အစမ်းတက်တဲ့အားနေတဲ့ရှိနေမလဲ ဒီမှာစိတ်ဝင်စားစရာသူတည်တင်တာတစ်ခုရှိတယ်2025ခုနှစ်ကအင်ဒိုနီးရှားနိုင်ငံကသူတည်တီတွေကသွေးအားနဲ့ယောဂရှိနေတဲ့ကိုဝင်ဆောင်မျိုးသမီး30ကိုချက်ပြုတ်ထားတဲ့ကန်စွန်းညွတ်နေဟဂရမ်ကိုနေ့တိုင်းနှစ်ပတ်တိစားခိုက်ခဲ့ပါတယ် ကဲရလက်ကတော့တကယ်ကိုအံ့အားသင့်စရာပါပဲဒီမှာကြည့်ပါကန်ဆွန်ရမစားခင်ကသူတို့ရဲ့ဟီမိုဂလိုဘင်ပမာဏကပြမြတ် 10.01G ပါတီယာပဲရှိခဲ့တာပါနှစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ 11.51G ပါတီယာအထိကိုတိတိတာတာခုန်တော်သွားတာတွေ့ရပါတယ် ဆိုလိုတာကပြမြတ်တတမ 5GMD တွေတိုးလာတာပေါ့ဒါကစီးပညာအရာတကယ်ကိုထီအောင်တဲ့တိုင်းတာလို့ရတဲ့တိုးတက်မှုတစ်ခုကိုပြနေတာပါ ဟုတ်ပြီဒီလောက်တောင်ထိရောက်တယ်ဆိုတော့ဘာကြောင့်လဲကန်စွန်းရဲ့အထင်မှာဘာတွေပါနေလို့လဲသူရဲ့အတွင်းရင်ပိုင်းရဆွမ်းအောက်တဲ့ကြောင့်တစ်ပန်နီးကြစစ်ပြီးကြည့်လိုက်ကြရအောင် သူ့ရဲ့လိုအပ်ချက်ကဒီနှစ်ခုရဲ့ပေါင်းစပ်မှုပါပဲတစ်ခုကတန်ဒတ်ဒါကဟီမိုဂလိုဘင်တိဆော့ဖို့အတွက်အဓိကအုံမြစ်ပေါ့နောက်တစ်ခုကဗီတာမင် C သူကကြောက်တော့ခန္ဓာကိုယ်ကအဲ့ဒီတန်ဒတ်ကိုကောင်းကောင်းစုပ်ယူနိုင်အောင်ကူညီပေးတဲ့အဓိကတော့ချက်ပါကန်ဆုံရက်မှာဒီနှမျိုးလုံးကျွဲဝါစွာပါနေတာကို ဒါတင်မဲလားဆိုတော့မဟုတ်သေးဘူးဒီစရာကိုကြည့်လိုက်ပါပရိုတင်းအမြန်ဓာတ်တန်ဓာတ်ကယ်လ်ဆီယမ်ပြီးတော့ဗီတာမင် A နဲ့ C အများကြီးလိုက်ပါတယ်တကယ့်ကိုအာဟာရဓာတ်ပေါင်းစုံပါတဲ့စူပါဟင်းရွက်တစ်မျိုးလို့ပြောလို့ရပါတယ်ဒါနဲ့သိပ္ပံပညာရှင်တွေကဒီအာဟာရဓာတ်တွေဘလောက်ပါလဲဆိုတာကိုဘယ်လိုသိလဲစဉ်းစားဘူးလားဒီမှာပြောချတာကအရှင်လို့ခေါ်တဲ့နီစတစ်ပါအပင်ကိုလုံးဝမီးရှို့လိုက်ပြီးကြံခဲ့တဲ့ပြောက်ကိုခွေးချင်းစေဖျားတာအဲ့ဒီကနေမှတတူတက်ဘလောက်ပါဝင်လဲဆိုတာကိုအတိအကျရှာဖွေတာဖြစ်ပါတယ်ကဲသွေးအားနေတာကိုကောင်းစေတာကတပိုင်းပေါ့ကန်စွန်ရဲ့အကျိုးကျေးဇူးတွေကအများကြီးကျန်ပါသေးတယ်ဘာဒီဆက်ရှိအောင်မလဲကြည့်လိုက်ကြရအောင် ဥပမာကိုလက်စထရောကိုကျစေလို့နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်အမြန်သက်တွေကြောင့်အစာချေ system ကိုကောင်းမွန်စေတယ်ဗီတာမင် C ကကိုခန့်အားကိုမြင့်တင်ပေးပြီးဗီတာမင် A နဲ့လက်တင်ဓာတ်တွေကအမြန်အာယုံကိုကာကွယ်ပေးတယ်ဒါအပြင်အသေးကိုအစိတ်အထောက်တွေကနေရှင်းလင်းပေးနိုင်တယ်လို့ကောင်းကောင်းအိပ်ပျော်စေဖို့တောင်ကူညီပေးနိုင်ပါသေးတယ် ဒါပေမဲ့ခဏလေးဇလန်ကဒီမှာမပြီးသေးပါဘူးအရေးကြီးရဲ့အလဲပြောင်းတစ်ခုရှိနေပါသေးတယ် အာဟာရဓာတ်တွေကိုဒီလောက်ကောင်းကောင်းစုပ်ယူနိုင်တဲ့သူ့ရဲ့အစွမ်းကပဲသူ့အတွက်မမြင်နိုင်တဲ့အန်ဒရရဲ့တစ်ခုဖြစ်နေနိုင်မလား ဒါကနားလည်ဖို့ phytoremediation ဆိုတဲ့စကားလုံးကိုသိဖို့လိုပါတယ်အလွယ်ပြောရရင်တော့ဒါကအပင်တွေကိုတုံးပြီးမြေနဲ့ရေထဲကအညစ်အကြေးတွေအစိတ်အတောက်တွေကိုတန်ဆင်းတဲ့နီးပညာတစ်မျိုးပါပဲ ကန်စုံရွက်ကဒီအလုပ်ကိုအလုပ်ကနေရမှာအရန်ကိုချိရောက်ပါတယ်သူရည်သနာတွေအရာသူဟာညဉ့်ညမ်းနေတဲ့ရေတွေကခရိုမီယမ်လိုအန်ဒရေများတဲ့တပ်တူတွေကိုတောင်စုပ်ယူနိုင်စွမ်းရှိတယ်ဆိုတော့သူရအားသာချက်ကပဲတခါတလေမှာအားနည်းချက်ဖြစ်သွားနိုင်တယ်ဆိုတော့သဘောပါပဲ ဒါကြောင့်မို့လို့ဒီတတိပေးချက်ကအရန်ကိုအရေးကြီးလာပါတယ်ရေစိုးမြောင်းတွေညစ်ပတ်တဲ့ချောင်းတွေကနေခူးလာတဲ့ကန်ဆွန်းရက်ကိုလုံးဝတတိထားပါမယ်ဘာလို့လဲဆိုတော့အဲ့ဒီထဲမှာစက်ယုံတွေအိမ်တွေကစွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေပိုးမွားတွေဓာတုပစ္စည်းတွေပါလာနိုင်လို့ပါပဲ ဒါဆိုဘလို့လုပ်ကြမလဲတန်ဆုံရွက်ကိုမစားရတော့ဘူးလားမဟုတ်ပါဘူးအပင်ကနေပန်းကန်ထဲကိုဘေးကင်းကင်းနဲ့အာဟာရအရှိဆုံးရအောင်ဘလို့လုပ်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေကိုကြည့်လိုက်အောင်
ပထမဆုံးအချက်ကရင်းမြစ်ကိုတေချာရွေးပါရေမြောင်းတွေကအလေးချပေါက်တာတွေထက်တန့်ရှင်းတဲ့ရေမှာစိုက်ထားတာကိုပဲရွေးချက်ပါဒုတိယအချက်တေးသေးချာချာဆေးပါစားရည်နဲ့မိနစ်30လောက်စိမ့်ပြီးရေအတန်းနဲ့ပြောင်းစင်အောင်ကန်ဆေးလိုက်ရင်ပိုမွားတွေနဲ့အညစ်အခြေလေးကင်းစင်သွားပါလိမ့်မယ်နောက်ဆုံးချက်ကတော့ချက်ပြုတ်တဲ့အခါအချိန်မကြာစေဖို့ကောပဲမီးပြင်းထင်းနဲ့မြန်မြန်လေးချော်လိုက်တာကတွန်းရအယောင်ရောအရေးကြီးဆုံးဖြစ်တဲ့ဗီတာမင်ဓာတ်တွေရောမိပစ္စည်းအောင်ထိမ့်သိမ့်ပေးပါတယ် ဆိုတော့ကန်ဆွန်ရက်ကအာဟာရပြည့်ဝတဲ့သူရဲ့ကောင်းတရားလိုပါပဲဒါပေမဲ့သူ့မှာလည်းမမြင်နိုင်တဲ့အားနည်းချက်တစ်ခုရောရှိနေလေဒီအကြောင်းအရာကနေကျွန်တော်တို့သင်ခန်းစာယူစရာကပါလဲဆိုတော့ဘာကိုစားလဲဆိုတာသိဖို့အရေးကြီးတယ်လို့အဲ့ဒီအစားအစာကဘယ်ကလာတယ်လဲသူ့ရဲ့ရင်းမြစ်ကိုသိဖို့ကလည်းအတူတူပဲအရေးကြီးတယ်ဆိုတာပါပဲစဉ်းစားကြည့်လေကျွန်တော်တို့နေ့တိုင်းစားနေတဲ့တခြားအစားအစာတွေထဲမှာတော့ဒီလိုရင်းမြစ်ကိုပြန်ပြီးမြေခွန်းထုတ်တဲ့အရာတွေဘယ်လောက်ရမြရှိနေနိုင်မလဲ